မင်္ဂလာပါချစ်တို့ရေဒီတစ်ခေါက်ကတော့မင်းတို့ကို community 3ခုကနေပြီးတော့လူရောက်300စာ buffet order လေးအဲ့လိုပေါ့နော်အဲ့ဒါလေးကိုတွားရောက်ပြင်ဆင်ထားပေးတာပါဘာတွေပါလဲဆိုတော့ယူရီးယားတင်မော်ဒီတောင်2မျိုးလုံးပါတယ်တမ်ထိုင်းရောပူပါလာ2မျိုးလုံးပါတယ်ပြီးတော့ဝတ်တန်းကင်တုပ်ပါမယ်ပြီးတော့ချက်ကင်ပါမယ်ချက်ကင်အတွက်မကြီးသည့် sauce လေးလည်းပါတယ်ပေါ့နော်ဒါကတော့ချိုပွဲယူရီးယားငပြောကြော်ဒီယူရီးယားငပြောကြော်ကတော့ညီမတို့ဒီပေါ့နော်ကဘာရဲ့ဆိုင်မှာလည်းနေ့စဉ်ချိုပွဲပေးတဲ့ထဲကတရက်ပါတယ်ပေါ့နော်အဲ့ဒါလေးကတော့လာရောက်စားသုံးကြည့်လို့ရပါတယ်ကောင်းညင်းလေးလည်းပါမယ်ပြီးတော့ဆူကီsorry ဆူကီမဟုတ်ဘူးအဲ့ဒါကျတော့လတ်နာပါမယ်လတ်နာမမခောက်ဆွဲအစိုးချောက်အဲ့ဒါကိုကျတော့ဒီတစ်ခေါက်ကဝတ်သားနဲ့ပေါ့နော်အဲ့ဒါလေးတွေပါပါတယ်ဟိုတယ်ရဲ့အစားအစာတွေလည်းများပါတယ်ဒါပေမဲ့အဲ့လို Thai company တွေကသူတို့Thai authentic food ကိုတဲ့ဧည့်သည်တွေကိုကြွေးချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မင်းတို့အမြဲတမ်းနှစ်တိုင်းအမြဲတမ်းဘယ်ပွဲပဲလုပ်သူတို့ရဲ့ authentic food အတွက်ကိုပေါ့နော်မင်းတို့အမြဲတမ်း order လေးအပ်တဲ့အတွက်လည်းထူးကျေးဇူးတင်ပါတယ်ခုချိန်ထိ Mr. Cook 9နှစ်ရှိပြီပေါ့နော်9နှစ်လုံးတောက်ရှောက်နှစ်စင်မပြတ်အမြဲတမ်း order လေးအပ်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့salmonကတော့ဆိုင်မှာတော့ပုံမှန်အဖြစ်မရှိဘူးဒါလေးကတော့ special request အနေနဲ့ထည့်ထားပေးတာပါကျေးဇူးပါရှင်